နဲ့ဒီနေ့ကတော့ဒန်ပေါက်စားမဲ့ဗီဒီယိုပဲဖြစ်ပါတယ်အရင်တော့ကလည်းဒန်ပေါက်တွေခဏစားတယ်ဒါပေမဲ့ဒီတစ်ခေါက်ဒန်ပေါက်ကဘာထူးကြရလဲဆိုတဲ့ခါကျတော့ဒီဥစ္စာပါကစ္စတန်ဒန်ပေါက်ကိုလည်းပါကစ္စတန်ဒန်ပေါက်ကိုအခုမှစပြီးတော့စားဦးတာဆိုတဲ့ခါကျတော့အရသာဘလို့ရှိမလဲဆိုတော့တိတ်မသိဘူးပေါ့ပုံစံကြည့်ရတာတော့မြန်မာနိုင်ငံမှာကိုရီဖောက်တယ်လို့ဒန်ပေါက်နဲ့မတူဘဲနဲ့အဲ့လိုအနှစ်တွေနဲ့ထမင်းနဲ့ရောပြီးတော့နေထားတဲ့ပုံစံမျိုးနဲ့တော့နည်းနည်းစင်နေပေါ့နော်ဒါပေမဲ့အရသာဘလို့ရှိမလဲဆိုတော့မသိရသေးဘူးရတာဘလို့ရှိလဲဆိုတော့ချင်းပါတယ်နည်းနည်းချင်းနဲ့နည်းနည်းမဟုတ်တော်တော်လေးချင်းတယ်ဆိုတဲ့ခံစားချက်ကိုခံစားရပါတယ်ချင်းတယ်ဆိုလို့ဒန်ပေါက်ကရက်ကြလို့ချင်းနေရတော့ဘာလို့ထင်သွားကြလဲဝင်အမှန်တော့အဲ့လိုမျိုးမဟုတ်ဘူးဒီဆိုင်မှာစပြီးတော့စားကြည့်မယ်ဆိုတဲ့ခါကျတော့ဆိုင်ရဲ့ review တွေပါဖက်ကြည့်ရဲ့အချိန်မှာကျတော့လက်ဆက်ဆက်လုပ်တယ်ဆိုတဲ့ပုံစံမျိုးတွေရေးထားများတယ်ဆိုတဲ့ခါကျတော့ရက်ကြံလို့ချင်းနေရတော့မဟုတ်ဘူးပေါ့နော်သူ့ရဲ့အရသာကချင်းတာနေပါအခုဒီတစ်ခေါက်ဒန်ပေါက်ကကြတော့ကြက်သားနဲ့ဒန်ပေါက်မဟုတ်ဘဲနဲ့စိတ်သားနဲ့ဒန်ပေါက်အဲ့ဒါဆိုတဲ့ခါကျတော့နည်းနည်းတော့ဈေးကြီးရပေါ့နော်ဈေးကြီးပေမဲ့တန်တယ်လို့ခံစားရတာဘာလဲဆိုတဲ့ခါကျတော့သူ့မှာအသားတော့အကြီးတွေပါတယ်အများကြီးပါတယ်ပေါ့နော်ကိုကအသားကြိုက်တဲ့လူဆိုတဲ့ခါကျတော့ကို့အတွက်ကတော့တန်တယ်ပေါ့နော်အသားမကြိုက်တဲ့လူအတွက်ကတော့မတန်ဘူးဒီမှာဥပမာဆိုလို့ရှိရင်ဒီမှာဒီလိုမျိုးအတုံးကြီးဒါဆိုတဒုံးဝေနောက်ထပ်အတုံးကြီးနောက်ထပ်တဒုံးဝေပြီးလို့ရှိရင်ဒီလိုမျိုးနည်းနည်းအလက်စားလေးကတဒုံးဝေဒီလိုအလက်စားလေးကတဒုံးဝေပြီးလို့ရှိရင်ခုနကတော့ကျွန်မစားလိုက်တာတဒုံးဝေအလုံးပေါင်းအသားက9ဒုံးပါတယ်ပေါ့အဲ့ဆိုတဲ့ခါကျတော့ဘယ်လိုပဲပြောမစိုးဘူးလို့ပြောရမှာပေါ့နော်ပြီးတော့နောက်တစ်ခုကကြာပါလဲဆိုတဲ့ခါကျတော့စိတ်သားမစားရတာတော်တော်ကြာပြီကိုယ့်အတော်ကိုစိတ်သားချက်မယ်ဆိုလို့ရှိရင်အဲ့လိုအညီနဲ့မပြောက်တာနဲ့ဗာနဲ့တိတ်ပြီးတော့ချက်မစားပြဘူးလုံးဝကိုချက်မစားပြတာအဲ့ဆိုတဲ့ခါကျတော့အဆိုင်ရဝယ်စားတာဘာနဲ့မှမရဘဲနဲ့ပူကောင်းတယ်ပေါ့နော်တစ်ချက်ဖုန်းနှစ်ချက်ပြတ်ပေါ့စိတ်ထဲမှာခံစားရတာတော့ဟိုလိုတည့်ရသီးတစ်နှစ်သိရမလားအဲ့လိုမျိုးတည့်ရသီးတစ်နှစ်အနှစ်တွေနဲ့ထမင်းနဲ့ရောပြီးတော့နေပေးလိုက်လို့ချင်းနေရဆိုရင်ခံစားချက်မျိုးရတာမြန်မာဓမ္မကိုလွမ်းလို့မြန်မာအရသာအတိုင်းစားခြင်းလို့ဝယ်စားမယ်ဆိုလို့ရှိရင်တော့တစ်စက်မှမတူဘူးပေါ့နော်သူဟာနဲ့သူတော့စားဘူးတယ်ရှိတာပေါ့ကိုရီမြန်မာဆိုလို့ရှိရင်ဓမ္မောက်စားလို့ရှိရင်တည့်ရသီးတစ်နှစ်တို့ပဇွန်ကြောက်ကြော်တို့ဘာလို့ပေးတယ်သူတို့ကကြတော့အဲ့လိုမျိုးမပေးပဲနဲ့မပေးလဲဆိုတဲ့ခါကျပြမယ်နော်နိုးချင်းမှာသူတို့စတိုင်နဲ့လှုပ်ထားတဲ့ဒန်ပေါင်းနဲ့တွဲစားရတဲ့ဟာဒီနိုးချင်းကကြတော့အဲ့လောက်ချင်းတယ်ဆိုတဲ့အရာသာမခံစားရဘူးသူကနည်းနည်းတော့ထူးဆန်းတယ်လို့ပြောရမှာလားဒီဘက်မှာဆိုလို့ရှိရင်တော်တော်များများစားဖြစ်တဲ့ဒန်ပေါက်ကအိန္ဒိယတောင်ပိုင်းစတိုင်ချက်တဲ့ဒန်ပေါက်အဲ့လိုမျိုးဒန်ပေါက်မှာလည်းဒီလိုမျိုးဘယ်လိုပြောရင်ကောင်းပါလဲဒီလိုမျိုးနိုးချင်းဒိန်ချင်းလားအဲ့လိုမျိုးအချင်းလေးပေးတယ်ဒါပေမဲ့သူတို့ရဲ့အရာသာနဲ့အခုဒီပါကစ္စတန်ရဲ့အရာသာနဲ့ကနည်းနည်းမဟုတ်တော်တော်လေးကွာခြားတယ်ရုပ်ကတော့တူတယ်ဒါပေမဲ့အရာသာကွာခြားတယ်အိန္ဒိယတောင်ပိုင်းစတိုင်ရဲ့ဟာကြတော့ပို့ပြီးတော့ချင်းတယ်ပို့ပြီးတော့ချင်းဆုပ်ဆုပ်ဖြစ်ပြီးတော့မှနည်းနည်းပြစ်တယ်လို့ခံစားရတယ်ဒီဥစ္စာကကြတော့နည်းနည်းကျဲပြီးတော့အချင်းရော့တယ်သူ့အရန်ချင်းနေလို့လည်းတိတ်မဖြစ်ပါဘူးဘာလို့လဲဆိုတော့ချင်းပြီးတော့နောက်ထပ်အချင်းထပ်အုပ်လိုက်လို့ရှင်တိတ်အဆင်မပြေတော့ဘူးအစားမှာကိုယ့်အတော်ပဲအေးစစ်စစ်စားတော့မယ်ဗီဒီယိုမရိုက်တော့ဘူးဆိုပြီးတော့စဉ်းစားထားတာဒါပေမဲ့ဒီတစ်ပတ်ဗီဒီယိုကလည်းမတင်ရသေးဘူးဆိုတဲ့ခါကျတော့နောက်ထပ်အသေးရိုက်ဖို့ကလည်းပြင်းလို့ဆိုပြီးတော့မရိုက်ချင်ဘူးအဲ့နဲ့တလက်စားရဲနဲ့ဒီဟာလေးပဲရိုက်လိုက်ပါတော့မယ်ပေါ့ကို့အတွက်ဆိုလို့ရှိရင်တော့ဒီဒန်ပေါက်ရဲ့အကြီးမားဆုံးဆွဲဆောင်မှုကသူ့ရဲ့အရသာမဟုတ်ဘဲနဲ့အသားတုံးကြီးပေါ့နော်ဒီအသားတုံးကြီးအကြောင်းမလို့ပဲကျမနောက်ထပ်စားခြင်းစားပြစ်မှာပေါ့ဒန်ပေါက်အရသာတီးတဲ့မယ်ဆိုရင်တော့ထပ်မစားပြစ်တော့ဘူးပုံမှန်ဆိုင်နေဆိုလို့ရှိရင်ဒန်ပေါက်တစ်ပွဲကိုရန်2000ကအများဆုံးပဲပေါ့နော်တော်တော်များများ2000 2200အဲ့လောက်ပဲဒါပေမဲ့အခုဒီဒန်ပေါက်ကကြတော့3500တောင်ပေးရတယ်အဲ့ဒါဆိုတဲ့ခါကျတော့သူကဈေးတော်တော်ကြီးတဲ့အထက်မှာပါတယ်လို့ပြောလို့ရတယ်ပေါ့နော်တိသွားပြီသူချင်းနေတဲ့အကြောင်းရင်းကိုတံပရာသီးတနက်သိရမလားအဲ့တံပရာသီးတနက်ရဲ့အနှစ်တွေနဲ့နေထားလို့ရှင်နဲ့ရတာရနေရခုနကတံပရာသီးဘက်လေးဝါလိုက်တဲ့အချိန်မှာခါးတဲ့ရတာလေးလည်းနဲ့ရလိုက်တယ်ဒီဥစ္စာချင်းနေတဲ့အကြောင်းရင်းကတံပရာသီးတနက်နဲ့နေထားလို့ပါရှင်။အဲ့မှာရေးထားတဲ့အကြောင်းအရာတွေကိုဖတ်ကြည့်လိုက်တဲ့အချိန်မှာဓာတ်မောက်ချက်ပြီးတော့ရေခဲတိုင်မှာထည့်ထားပြီးတော့ microwave နဲ့နှွေးပြီးတော့မှရောင်းတဲ့အစားအစာမဟုတ်ဘူးဆိုပြီးတော့သူကရေးထားတာလေ။ဘယ်ဟုတ်မှလဲသူက
ထမင်းကိုသူတို့ချက်ထားတဲ့တပီယာသီးအနှစ်နဲ့နေပြီးတော့ရောင်းတဲ့ဟာဥစားအဲ့တော့ဒံပေါက်ချက်စရာလည်းမလိုဘူးနေပါသူရေးထားတဲ့ Pakistan ဒံပေါက်ဆိုတာတမယာသီးတစ်နက်ကိုအစာပလာတွေ spice တွေအများကြီးထည့်ပြီးတော့ချက်တာအသက်တွေပါအဲ့လိုမျိုးချက်ထားတဲ့ဟာကိုသူကပလင်းထဲမှာထည့်ထားလိုက်တာဝယ်သူလာတဲ့ချိန်ကြလို့ရှိရင်ဒံပေါက်ဆိုအဲ့ဒါကြီးနဲ့ရောပြီးနေပြီးလိုက်တာနေပါထင်လိုက်ရှောက်ပြောကြတော့အဲ့လိုခံစားချက်မျိုးရပါတယ်ဒီမှာတော့ဒီဒံပေါက်ထဲမှာပါတဲ့အသားအစားနေတဲ့လူတွေအတွက်ဆိုလို့ရှိရင်တော့နောက်ထပ်ထမင်းတစ်နက်စားလောက်ထပ်စားရင်စားလို့ရသေးရဲ့ပမာဏပေါ့နော်ဒါပေမဲ့ကျမကျတော့အစားမနေဘူးဆိုတဲ့ခါကျတော့ကုန်တော့မှာပါအခုဒီနည်းနည်းကြမ်းနေတဲ့ဟာလေးကိုအေးစစ်စစ်ဆက်စားလိုက်ပါအောင်မယ်နေ့ရက်လောက်ပါပဲနောက်မှပြန်တွေ့ပါမယ်တဒါ